ကို့မှာစီးပုတ်ကင်ယူဖို့အတွက် membership account ရှိထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ယူနေကြဒီ laptop နဲ့ website ထဲမှာဝင်ယူတာမျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ဒီ membership အတွက် software တစ်ခုတက်ရှိပါတယ်အဲ့ဒီတော့ software လေးနဲ့ကျွန်တော်တို့ယူမယ်ဆိုလို့ရှိရင်စီးရတာလည်းမြန်တယ်ရဖို့အခွင့်အလမ်းလည်းပိုများတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အရင်ဆုံး software ထောင်းဖို့အတွက်ကျွန်တော်တို့ရဲ့ App Store ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် Play Store တွေကိုတစ်ချက်ဝင်လိုက်ပါမယ်ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီ search bar မှာ365 minimum photo software လေးတစ်ချက်ရှာလိုက်ပါရှာလိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီ software တစ်ချက်ထောင်းလိုက်ပါပေါ့နော်ကျွန်တော်မှာတော့ user မလို့ကျွန်တော်မထောင်းတော့ပါဘူးဒီ365ဒီ software လေးပေါ့နော်အဲ့လိုထောင်းလိုက်ပါပြီးရင် open ကိုနှိပ်မယ်ကျွန်တော်တို့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Java ဂုံးခွန်ဘောင်းမွန်ရေရအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပေါ့နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ဘောင်းမွန်ရေရရှင်းချောင်းကိုနှိပ်ပါမယ်နှိပ်ပြီးတဲ့အခါမှာကျွန်တော်ဒီနေရာမှာဘာထည့်ရမလဲဆိုတော့ကျွန်တော်တို့ဒီ membership account ဖွင့်တော့ကကျွန်တော်တို့ဒီရထားတဲ့ Gmail နဲ့ password ပေါ့နော်ကိုပေးထားတဲ့ Gmail နဲ့ password ဖြစ်မဟုတ်ဆိုလို့ရှိရင်လည်းကိုဖွင့်တော့ကကိုဖွင့်ပေးခဲ့တဲ့သူရဲ့ Gmail နဲ့ password ပေါ့နော်အားလေးချက်ထည့်ရင်ရပါပြီတခုဂျားဖြတ်ပြောချင်တာကတကယ်လို့ကိုနာမည်နဲ့တူတဲ့သူတွေရှိရဲသူတို့ရဲ့ကိုရောက်ပြီးသားဆိုလို့ရှိရင်သူတို့တစ်ချက်မေးကြည့်ပေါ့နော်သူတို့မှာဒီ membership account တွေရှိလားရှိရင်သူတို့ငှားပေးပါလားကိုငှားသုံးပေးလို့ရမလားပေါ့နော်ဘာလို့လဲဆိုတော့ဒီ membership account တွေကအဲ့လိုနာမည်တူတယ်ဆိုလို့ရှိရင်သုံးလို့ရပါတယ်အဲ့ဒါမို့လို့ပေါ့နော်အဲ့ဒီတော့ဒီမှာကျွန်တော်နာမည်စီတူအောင်ဆိုတဲ့နာမည်နဲ့တူတဲ့သူရှိရဆိုလို့ရှိရင်လည်းကျွန်တော်စီမှာဒီအကောင့်လေးလာယူလို့ရပါတယ်ကျွန်တော်ကငှားပေးရပေါ့နော်အပိုင်ပေးရတာမဟုတ်ငှားပေးပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့စောနာက Gmail နဲ့ password ထည့်တဲ့အခါမှာဒီလိုတန်းဝင်သွားတယ်တန်းဝင်သွားတဲ့အခါမှာကျွန်တော်တို့ဒီနေရာမှာဘာမှရွေးစရာမလိုဘူးပေါ့နော်ဒီမှာမြန်မာလိပ်စာတန်းပေါ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်တစ်ဆင့်ကိုဆက်သွားရုံပဲဆက်သွားပြီးသွားရဆိုလို့ရှိရင်ကျွန်တော်ဒီနံပါတ်1အဆက်မှာဒီမှာ no option ဖြစ်နေတော့ပေါ့နော်ဒီနေရာမှာတော့ကျွန်တော်အခုလက်ရှိဒီမြန်မာတိုင်ရုံကနေချပေးထားတဲ့နေရာမရှိတဲ့အတွက်ကျွန်တော်တို့ဒီမှာဒီ notary right တို့ကျွန်တော်တို့ visa တို့ပေါ်နေမှာမဟုတ်ဘူးပေါ့နော်တကယ်လို့ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလုပ်ရမလဲဆိုတော့ notary ဆို notary ကိုရွေးလိုက်မယ်ရွေးလိုက်ပြီးရင်ဒါမှမဟုတ်ဆက်သွားပြီးတော့မှကျွန်တော်ဒီမှာရရ EC စောင့်သက်ဆိုတဲ့နေရာမှာကျွန်တော်တို့ဟိုအချိန်နဲ့နေရာနဲ့ပေါ့နော်အဲ့ဟာနဲ့ကိုရွေးပြီးတော့မှယူလိုက်တယ်ဆိုလို့ရှိရင်ဒီကအရန်မြန်တယ်ဘာမှလုပ်စရာမလိုဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဟို website မှာစောင့်တယ်လို့မျိုးစောင့်ကြရလဲမလိုပါဘူးဒါပေမဲ့တခုရှိရကဟိုဘယ်အချိန်မှာဝင်တာအကောင်းဆုံးလဲဆိုတော့ကျွန်တော်တို့2နာရီပေးရဆိုလို့ရှိရင်1နာရီ59လောက်မှာဒီ software တဲ့ login ဝင်လိုက်ပေါ့နော်တကယ်လို့အဲ့ဒါမှဆော့ရဲဆိုလို့ရှိရင်2နာရီအတိမဝင်လဲရတယ်ဘာလို့လဲဆိုတော့ तू ကကျွန်တော်တို့နမ်းmembership တွေလိုမျိုးဟိုလိုတရားပြီးတော့စောင့်ရတာမျိုးတွေပါတယ်မရှိဘူးဒီ software membership ကိုမှဒီ software နဲ့ယူရတဲ့သူရှိမှာကိုရှင်မှာ1-2ယောက်ရှိရဆိုအဲ့1-2ယောက်ကိုစောင့်လိုက်ရင်ရပြီပေါ့နော်အဲ့လိုဆိုတော့ဒီ software လေးနဲ့တစ်ချက် membership ရှိတဲ့သူတွေအားလုံးအသုံးပြုကြပါလို့ကျွန်တော်ကပြောပြပြီးရင်းနေမှာပဲဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ခင်ဗျာတကယ်လို့ကျွန်တော်ပြောသွားတဲ့အထက်မှာနည်းနည်းမြန်ရဖြစ်မဟုတ်ဆိုလို့ရှိရင်လည်းနားမလည်ရဖြစ်ရှိရဆိုလို့ရှိရင်ဒီ post ရဲ့